လွန်ခဲ့တဲ့9နှစ်ကလမ်းခွဲခဲ့တဲ့ရီစာဟောင်းဟာအခုဆိုရင်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ကြီးဖြစ်နေမယ်အမျိုးသမီးလေးထိလိုက်ရပါတယ်။သူ့အပေါ်ချစ်စိတ်တွေရှိနေသေးပေမဲ့ဂုံးတရက်ကွာဟချက်ကြောင့်ပဲသူမဟာသူ့အနားကနေဝေးရကိုရှောင်ဖယ်ဖို့ဆုံးဖြတ်ခဲ့တာပါ။ဒါပေမဲ့ကန်ဂျမာကစမ်းကြဲခြင်းတော့သူမအလုံးလောက်ရနေရာကိုသူရောက်လာခဲ့ပါတယ်။သူမကရှောင်ထွက်ဖို့ကြိုးစားပေမဲ့အမျိုးသားကသူမကိုအသီးလီပေးဖို့တားဆီးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူနဲ့အတူပခုံးချင်းရှင်ပြီးတွဲလာတဲ့အမျိုးသမီးဟာသူမရဲ့အတန်းပေါ်ဟောင်းထိနေတာကိုတွေးလိုက်ရပြီးသူတို့မြောက်တွဲနေကြပြီလို့သူမအထင်မှားသွားခဲ့ပါတယ်။ရင်ထဲမှာဟာတာတာဖြစ်သွားတဲ့ခံစားချက်ကြောင့်အာယုံလွတ်သွားပြီးအသီးလီရင်လက်ကိုတားရှာမိသွားပါတယ်။ဒီအချိန်ကိုအတန်းပေါ်ဟောင်းအမျိုးသမီးကတတိထားမိသွားပြီးရီစာဟောင်းမှန်တိတာနဲ့တမင်တက်တက်နှစ်ကွတ်ထိုစူးစမ်းပါတော့တယ်။ဒီဝစ်စကီတစ်ခွက်ကိုကုံအောင်တောက်ရင်မင်းရမဲ့မုံဖို့တဲ့ဆယ်စားပို့ပိတ်မယ်လို့ပြောပြီးအရှက်ခွဲခဲ့ပေမဲ့သူမကတော့ပြက်ပြက်သားသားပဲငင်းဆိုခဲ့ပါတယ်။အဲ့ဒီလိုအခြေအတင်ဖြစ်နေရင်းနဲ့ဝိုင်တွေဟာအမျိုးသားရဲ့တန်ဖိုးကြီးဝစ်စုံပေါ်ကိုဖိတ်ဆင်သွားပါတော့တယ်။အတန်းပေါ်မလေးကဒီဝစ်စုံကကဘာမှအနှင်းငယ်ပဲရှိတဲ့အထူးမှယူထားရတဲ့ဝစ်စုံနင်းလျော်နိုင်မှမဟုတ်ဘူးလို့ထပ်ပြီးအကြက်ကန်ခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ဖဲအမျိုးသားကအခန်းထဲကလူအားလုံးကိုထွက်ခွာခိုင်းပြီးသူမကယောက်သေးကိုပဲကြံရစ်စေခဲ့ပါတယ်။တကယ်တော့လွန်ခဲ့တဲ့9နှစ်ကသူမရဲ့မိသားစုဟာဒီဝါလီခံရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရတာပါ။ချစ်သူကိုအကျွေးတွေကြားတဲ့ဆွဲမသွင်းချင်တာကြောင့်ရရဆက်ဆက်စကားတွေပြောပြီးလမ်းခွဲဟဲတာဖြစ်ပါတယ်။အမျိုးသားကတော့သူမရဲ့မျက်ဝန်းထဲကတားဆီးမရတဲ့အရေးအယောင်တွေကိုမမြင်ပဲတနေ့ကျရင်နောင်တရရက်စေရမယ်လို့ကြုံဝါပြီးထွက်ခွာသွားခဲ့တာပါ။အခု9နှစ်အကြာမှာတော့အမျိုးသားကသူချမ်းသာလာရင်သူမစိတ်ပြောင်းလာလိမ့်မယ်လို့ထင်ခဲ့ပေမဲ့သူမကတော့အရင်အတိုင်းပဲသွန်းထုံနေသေးပါ။ဒါကြောင့်သူကဒေါသတကြီးနဲ့ဝစ်စုံဖို့ဒေါ်လာ3သိန်းလျော်ပေးဖို့တောင်းဆိုပါတော့တယ်။သူမမှာအဲ့ဒီလောက်ငွေအင်အားမရှိတာကြောင့်လျှော့ဖို့ပေးမယ်လို့ကမ်းလှမ်းတဲ့အခါမှာတော့အမျိုးသားကဒါဆိုရင်အဲ့ဒီဝစ်စုံကိုငါအိယာပေါ်အထိကိုယ်တိုင်လာပို့ပေးဆိုတဲ့အရှက်ခွဲတဲ့စကားမျိုးပြောခဲ့ပါတယ်။သူမစိတ်မထိန်နိုင်ပဲသူ့ပါကိုရိတ်ချလိုက်ပေမဲ့သူမရဲ့ခေါင်းမိုင်းပြီးခိုင်မာတဲ့စိတ်တိုင်းကိုမြင်လိုက်တဲ့အခါအမျိုးသားရဲ့ဒေါသတွေဟာကျဉ်နာမှုအထိပြောင်းလဲသွားခဲ့ပါတယ်။သူဟာသူမရဲ့ဒဏ်ရာရနေတဲ့လက်ချောင်းလေးကိုပတိစီးပေးရင်စိတ်အေးသွားအောင်လုပ်ပေးခဲ့ပါတယ်။ပြီးတော့သူ့ရဲ့လစ်စာကတ်ကိုပေးရင်ဒီပက်ဆန်ကို3ရက်အတွင်းမပေးနိုင်ရင်မင်းကရီစာပြန်လုပ်ရမယ်လို့ပြောပြီးထွက်ခွာသွားခဲ့ပါတယ်။ကားပေါ်ရောက်တဲ့အခါမှာတော့အတွင်းရင်းမှုစီကနေအမှန်တရားကိုသိလိုက်ရပါတော့တယ်။လွန်ခဲ့တဲ့9နှစ်ကသူမရဲ့အဖေဟာအကျွေးဒေါ်လာ30တင်နေပြီးအကျွေးရှင်ရဲ့သားနဲ့လက်ထပ်ရင်အကျွေးတွေလျော်ပေးမယ်လို့ကမ်းလှမ်းခဲ့တာကိုသူမကညင်းပယ်ခဲ့တာပါ။သူမဟာအဲ့ဒီအကျွေးတွေကိုဆက်ဖို့ဒီနှစ်တွေလျှောက်လုံးပင်ပန်းပန်းဆန်အယုတ်လုတ်ခဲ့ရတာပါ။ဒီအမှန်တရားကိုသိလိုက်တဲ့အခါအမျိုးသားဟာသူမအပေါ်အယံကိုစိတ်မကောင်းဖြစ်ပြီးဒေါသထွက်သွားပါတယ်။သူချမ်းသာနေပြီမဲ့သူမကအကူအညီမတောင်းပဲတယောက်တည်းရုန်းကန်နေတာကိုကြည့်ပြီးဒီတစ်ခေါက်မှာတော့သူမကိုဘယ်တော့မှအဆုံးရှုံးမခံတော့ဘူးလို့သစ္စာဆိုလိုက်ပါတော့တယ်